အားလုံးပဲမင်္ဂလာပါရှင်စူပလော YouTube Channel ကပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဈေးဘက်ဝင်ပြီးတော့စားလို့ကောင်းတဲ့မြင်းခွာရက်တုပ်လေးအိမ်မှာတုပ်စားဖြစ်ပါတယ်ရှင်ပထမဦးဆုံးမြင်းခွာရက်ကပေါ့နော်အခုဝယ်လာတဲ့မြင်းခွာရက်ကအယိုးတွေရင်းနေတာမို့လို့အရွက်ကလေးတွေပဲတင်ထားပါတယ်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ငပီစင်းစားလေးအနှဲငယ်ရဲ့ငယူသည့်6တောင်လေးရဲ့ကို3စက္ကန့်လောက်ပဲပေါ့နော်မီးအပူတွေစီအပူထဲမှာအပူပေးလိုက်ပါမယ်ရှင်ဒါကတော့ပေါ့နော်သူတို့အိမ်မှာအမြဲတမ်းအမေတုတ်ပြီးနေကြနီလန်းလေးပေါ့နော်ဒီတိုင်းစီချက်ကလေးရဲ့မြေပဲမုတ်လေးတုတ်တာမဟုတ်ပဲနဲ့သူတို့အမေရဲ့နီလန်းအတိုင်းပဲဒီနေ့တုတ်စားမှာဖြစ်ပါတယ်ရှင်တပီစင်းသားလေးရဲ့ငရုတ်သီးလေးရဲ့ကြော်ပြီးရဲ့အချိန်ကြရင်မြင်းခွာရက်လေးတွေကိုရေးဆေးပြီးတော့ကျွတ်သွန်နီတစ်လုံးကိုအခွန်မှထားပါမယ်ရှင်ပြီးတော့နောက်တစ်ဆင့်အနေနဲ့မကြီးမဲ့လေးတွေကိုလည်းရေးနဲ့ဆေးပြီးခုလိုလေးရေးတက်လေးနဲ့စိတ်ထားမှာဖြစ်ပါတယ်ကျွတ်သွန်နီလေးတွေကိုတုတ်တဲ့ချိန်လေးမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုလေးပေါ့နော်ပါလေးလှီးပေးထားမှာဖြစ်ပါတယ်ရှင်မြင်းခွာရက်တရားတချို့တလေကတော့ရင်းနှီးလေးဖြောပြီးမှတုတ်ကြတယ်ပေါ့နော်ဒါပေမဲ့သူကတော့အစိမ်းလေးတုတ်စားတာပို့ပြီးတော့ကြိုက်တဲ့အတွက်ကြောင့်မို့လို့အခုလိုအစိမ်းလေးပဲတုတ်စားဖြစ်ပါတယ်ရှင်ရင်းနှီးဖြောပြီးတုတ်စားခြင်းလည်းရပါတယ်ရှင်အခုလိုမျိုးအရွက်ကလေးတွေကိုပါတေးလေးဖြစ်အောင်လို့ကကြီးလေးနဲ့ကိုလိုချင်တဲ့အနေထားလိုက်ကိုညှက်လိုက်မှဖြစ်ပါတယ်ရှင်ဆိုတော့ရခိုင်ဒေသဖက်မှာဆိုရင်တော့ပေါ့နော်ပေါက်တဲ့မြင်းခွာရက်လေးဆိုတေးသေးလေးနဲ့ပယ်စရာမရှိဘူးအယိုးလေးလည်းနုနုလေးပေါ့နော်ဒါပေမဲ့ဒီဘက်ကဆွေးရောက်နေတဲ့နေရာမြင်းခွာရက်လေးကနည်းနည်းကျန်းတဲ့အတွက်ကြောင့်မို့အခုလိုလေးကကြီးလေးနဲ့ညှက်ပြီးတော့အရသာဝင်အောင်လို့ညှက်ပေးထားခြင်းဖြစ်ပါတယ်ရှင်အခုဆိုရင်တော့စပြီးတော့တုတ်တော့မှာပေါ့နော်ပါလေးလေးထားတဲ့จิตသွန်လေးတွေကိုအခုလိုလေးပေါ့နော်လက်လေးနဲ့ခြေပြီးတော့ထည့်ပေးလိုက်မှဖြစ်ပါတယ်ရှင်နောက်တစ်ဆင့်အနေနဲ့ပေါ့နော်3စက္ကန့်လောက်ပေါ့နော်စီဘူးလေးထည့်ကြော်ထားတဲ့จิตသွန်လေး6တောင်လေးနဲ့ငပိစင်းစားလေးရဲ့ပြီးတော့အဲ့ငပိကြော်ထားတဲ့စီလေးပေါ့နော်အစီချက်လေးကိုစမ်းလိုက်ပါမယ်ရှင်ပြီးတော့အတုပ်တွေမှာမပါမဖြစ်တဲ့အဲ့ဒီစက်သားမုတ်လေးရဲ့ဟင်းကြုံမုတ်လေးရဲ့စားလေးရဲ့ကိုထည့်လိုက်ပါမယ်ရှင်ပြီးလို့ရှိရင်ရေအေးပေါ့နော်ရေတန်းလေးစိမ့်ထားတဲ့မကြီးမဲ့လေးတွေကိုအခုလိုလေးပေါ့နော်ဖြော်ပြီးတော့မကြီးအနှစ်ရေလေးကိုလည်းစမ်းလိုက်ပါမယ်ရှင်ဒီလိုတုတ်ထဲမှာလဲပေါ့နော်မြေပဲဆန်လေးတွေကိုလည်းမြေပဲဆန်လေးကိုထောင်းပြီးထည့်လို့ရှိရင်လည်းပို့ပြီးတော့စားကောင်းပါတယ်ရှင်အခုဆိုရင်တော့ကြော်ထားတဲ့ငရုတ်သီး6တောင်လေးတွေကိုကိုလိုကြီးဝအောင်လက်လေးနဲ့ဖိချေပြီးတော့မှစပြီးတော့တမသွားအောင်ပေါ့နော်အရသာကြီးနှက်ဆက်သွားအောင်လို့ဖိပြီးတော့နေပေးပါမယ်ရှင်တကယ်လို့ပေါ့နော်အခါအရသာကိုမကြိုက်တဲ့သူတွေအနေနဲ့ကြတော့အခုလိုမြင်းခွာရဲ့အစိမ်းတုပ်စားတာမျိုးတော့အားမပေးပါဘူးเนาะဆိုကကြတော့ဒီမြင်းခွာရဲ့အခါတက်လေးကိုနည်းနည်းကြိုက်တဲ့အတွက်ကြောင့်မို့လို့အခုလိုလေးအစိမ်းကိုပဲတုပ်စားလိုက်တာဖြစ်ပါရဲ့ရှင်တကယ်လို့အခါတက်ပါတာမကြိုက်တဲ့သူတွေအနေနဲ့ဆိုရင်တော့ရင်နွေးလေးပေါ့နော်ခဏလောက်ဖြောပြီးတော့မှဟီလေးပြန်ညှစ်ပြီးတော့မှတုပ်စားတာကပို့ပြီးတော့အဆင်ပြေမှာပါရှင်ရတာကတော့ကိုလိုတို့လိုမျိုးပေါ့နော်ထပ်ပြီးတော့ဖြစ်ဆွနိုင်ပါတယ်ရှင်ဆိုတော့အခုပေါ့နော်ရှင်းဆက်ဆက်လေးစားချင်တာဖြစ်တဲ့ကြောင့်မကြီးမဲ့ရီလေးကိုများလေးထည့်ထားပါတယ်ရှင်အရတာကိုပေါ့နော်အပေါ်အငံကိုလိုတို့လိုပြင်ဆင်ပြီးတော့တုပ်စားနိုင်ပါတယ်ရှင်
အခုဆိုရင်တော့ဈေးဘက်လဲဝင်ပြီးတော့စားလို့ကောင်းတဲ့မြင်းခွာရဲ့တုပ်လေးကိုရရှိပါပြီသူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကြည့်ရှုသူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လည်းဟင်းချက်ဗီဒီယိုလေးတင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Super YouTube Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော်။အားလုံးပဲကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊ပျော်ရွှင်ကြပါစေ၊အေးချမ်းကြပါစေရှင်။ဆက်ဆက်ရရအဆင်ပြေကြပြီးတော့ဘေးရန်ရဲ့ခက်သိမ်းမှလည်းကင်းဝေးနိုင်ကြပါစေရှင်။အားလုံးပဲတတား